heavy defoliation လို့လည်းခေါ်ပါတယ်ကျွမ်းစင်းဆိုတာကတော့ကျွန်တော်တို့အပင်ရဲ့အောက်ခြေကခိုင်းနေတယ်ဒီပန်လီအရွက်ကြီးအားလုံးပြီးတော့ကျွန်တော်တို့ညှက်ထုတ်ပြီးတော့ထည့်ချတာပဲဖြစ်ပါတယ်ဒီလိုမျိုးညှက်ပေးခြင်းအပြင်ကျွန်တော်တို့အပင်ကပိုကြီးပြီးတော့ပိုချစ်တဲ့ဒီ top flower တွေပူရတယ်။ကျွန်တော်မှဆိုလို့ရှိရင်ကျွန်တော်တို့အပင်အောက်ပိုင်းကိုအလင်းရောင်ပူရစီပြီးတော့အပင်ကိုလေဝင်လေထွက်ကောင်းမွန်စေတဲ့လူကြီးတွေရရှိမှာဖြစ်ပါတယ်။အပင်ရဲ့အရွက်နဲ့ခိုင်းတွေကိုညှက်ပစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘယ်ချိန်မှညှက်ရမလဲဆိုတာလည်းအရင်ရေးကြည့်ပါတယ်။ပထမအချိန်အနေနဲ့ကျွန်တော်တို့မီးလင်းရောင်ကိုစနစ်မပြောင်းခင်သို့မဟုတ်ပြောင်းပြီးချင်းမှာကျွန်တော်ညှက်ပေးရပါမယ်။နောက်တစ်ချိန်အနေနဲ့ကျွန်တော်တို့အပူစာပူပြီး21ရက်ကနေ28ရက်အတွင်းမှာညှက်ရမှာဖြစ်ပါတယ်။အဲ့ထက်စောရင်လည်းအပင်ကိုအားနေစီပြီးတော့အဲ့ထက်နောက်ကျလို့ရှိရင်လည်းပိုကောင်းတဲ့အပူတွေရဖို့အတွက်ထိခိုက်နိုင်ပါတယ်။အဓိကအားဖြင့်အပင်ရဲ့အောက်ခြေကခိုင်အားနေတဲ့ခိုင်နေနဲ့အပူကိုဖုံးနေတဲ့ပန်လီအရွက်တွေနဲ့အောက်ခြေကအပူတိတိလေးတွေကိုညှက်ပြရမှာဖြစ်ပါတယ်။ပန်လီရဲ့90ရာခိုင်နှုန်းလောက်ဒီကျွန်တော်ညှက်ပြလို့ရပြီးတော့အထက်များသွားရင်လည်းအပင်ကိုအားနေစေနိုင်လို့အထူးသတိထားပါမယ်။အဲ့လိုညှက်ပြီးဆိုတော့ကျွန်တော်တို့အပင်တွေကိုပို့ပြီးတော့ view စားရမယ်။အပင်တွေလိုအပ်တဲ့အပူချိန်စူခိုင်းသားနဲ့လေလည်ပတ်မှုတို့ကို view စိုက်ထားပြီးတော့ပုံမှန်ကျွေးနေကြအားစီးပမာဏထက်လည်းဒီ9ရက်လောက်ကျွန်တော် short ပြီးတော့ကျွေးထားပါမယ်။အဲ့လိုမျိုးညှက်ပြီးဆိုတော့ကျွန်တော်တို့အပင်ကိုပို့ပြီးတော့ view စားရပါတော့မယ်။အပင်တွေလိုအပ်တဲ့အပူချိန်စူခိုင်းသားနဲ့လေလည်ပတ်မှုကိုကျွန်တော် view စိုက်ထားပြီးတော့ပုံမှန်ကျွေးနေကြအားစီးပမာဏထက်3-4ရက်လောက် short ပြီးတော့ကျွေးထားပါမယ်။အပင်ချင်းတွေကိုကြည့်ပြီးတော့အပင်ကအားစီးပြန်စားလာနိုင်ပြီဆိုရင်တော့ပုံမှန်တိုင်းအားစီးပြန်ကျွေးပြီးမရိတ်ခင်ချင်းဒီအရွက်ဟောင်းလောက်ကိုကျွန်တော်ထွေပေးဖို့လိုပါတယ်။သတိထားမယ့်ချက်လေးတွေကိုဒီလိုတစ်စိုက်ရှောင်ခြင်းပြီးတော့စနစ်တကျနဲ့ကျွမ်းကျင်သွားရင်ဆိုရင်တော့ပိုကောင်းပိုကြီးပိုချစ်တဲ့အပူတွေကိုဆိုင်နိုင်ပါပြီ